ဆောင်နာမောကနတ်ဒီဝေဆောင်နာမောကမြန်မာတွေနဲ့ခြံရံပြီးတော့ဆင်းသက်တဲ့ချိန်မှာသားရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့နောက်တော်ကနထသင်္ကန်းကြီးပခုံးမော်တင်းလို့သပိတ်ပွေလိုက်လာတာကပ္ပိယကာရကအဖြစ်နဲ့လိုက်တာတရားမင်းပေါ့ဘေးသဗာမင်းတဲ့တော့အဲ့ဒါကိုပြောဒါကြောင့်သီဖနမန္နာကိုင်တဲ့ကပ္ပိယကာရကကိုရင်ကျောင်းသားငယ်လောက်ပဲရှိပါတယ်တဲ့ဘာမှသိဖို့ပါဘူးလို့ပြောတယ်ဘုရားဒီကိုစိတ်ညွတ်အောင်စိတ်ရောက်အောင်ဒုတိယအချိန်မေကြတော်မူခြင်းဖြစ်တယ်မေတော်ဒီရှင်သာရိပုတ္တရာမတဆင်ဘုရားစီတို့ဒုတိယအချိန်စိတ်ရောက်သွားပြီပရိသတ်မရောက်ဘူးလားရောက်သလားဒါအဓိပ္ပာယ်ရှိတယ်အံဝင်ဝင်ကြဖြစ်ပြီဒီမှာသန္တကတဝါသန္တိသောတမနဝိယကိုအာရတော်သန္တတို့သားပြောတဲ့ဆရာမြတ်စွာဘုရားဤကတဝါသန္တိလာပြီးသည်ရဲ့နောက်၌သောတမနဝိယဒီဝါလုံးထွန်းလင်းတောက်ပတဲ့ကဲ့သို့အာရတော်လာသောသူဒီကကောဘယ်ဝဲနွယ်ယူဘယ်ကဲ့သို့သောလူမျိုးဖြစ်ပါတဲ့ဒီသားကြီးအဲ့ဒီသားပြောတဲ့တရားမင်းလာပြီးတဲ့နောက်၃ချိန်မြောက်ပေါ့အဲ့ဒီလာတဲ့ပုဂ္ဂိုလ်အယောင်တွေသိကောင်းတယ်နာလကရွာကြီးတကူလုံးကိုဝင်းသွားတာအမေမြင်လိုက်ရကူလည်းမျက်စိထဲမှာစူးသွားတာအဲ့ဒါပဲလို့လူမျိုးလဲလို့မေးတဲ့ခါကျတော့ရှင်သာရိပုတ္တရာကိုတော်မြတ်ကြီးကမဟာဥပါတိကေတုံချံဘဂဝါသသတ္ထာသမဟာဗျမနာမဧသောတိတဲ့မဟာဥပါတိကေမြေမို့တောင်ဥမကကျူပါဝေသည်ကျေးဇူးအရှင်အိုမွေးသက်မိခင်မေတော်ကြီးဧသအဲ့ဒီပုဂ္ဂိုလ်ဒီကဒုံရှံသင်မေတော်ကြီးဘဂဝါသဘုရားလို့ဆိုပြီးတော့ကိုယ်ကွယ်နေသည်လည်းဖြစ်သောတတ္တဇာဆရာသမားဆိုပြီးသက်ကလာအကွေနေသည်လည်းဖြစ်သောငါမြမနာမမြမမင်းကြီးဖြစ်ပါပေ၏မြမမင်းကြီးပြည်ပါပေ၏မေတော်ကြီးမသိဘူးလားအဲ့ဒါမေတော်ကြီးဘုရားလို့ဆိုပြီးကိုယ်ွယ်နေတဲ့ဆရာသမားဆိုပြီးတော့အားထားနေတဲ့မဟာမြမဆိုတာအဲ့ဒါပေါ့မေတော်ကြီးမေတော်တို့ရဲ့ဘုရားလေးတဲ့မေတော်မသိဘူးလားတဲ့အမိတ်ရှိလိုက်မှာမေတော်ကြီးအရက်၄မျက်နှာအရက်၈မျက်နှာခြားခြားလဲသွားတာအောင်မရပြဝေပြီးတော့မွန်းထွန်ပြီးတော့သွားတာပဲသူ့ဖရာကသူ့သားလာချစ်ခိုးလို့မှန်လားပိဿာအဲ့ဒီမှာခြားခြားလဲသွားတယ်သူချစ်ခိုးနေတဲ့နမသမပုရဝသမအမေတသံသုမေတသံမန္တရသမိုင်းသတ္တံသောသမိုင်းဆွာယံမှုဆိုတဲ့ဘုရားရှိခိုးကြီးဟာအချင်းအတော့နေသွားမှန်လားပိဿာအချင်းနေမတော်လားနေသွားသလားသူကမွေးတဲ့သူသားလာပြီးတော့ချစ်ခိုးရတယ်လေသူချစ်ခိုးနေတဲ့ပြမာကအဲ့ဒီလိုဟောပိဿာမှန်လားပိဿာဒီတော့မှဘေရှံမကဝတ္တောမဟာဗျမတောပိတွန္တာတမန္တတရောတာတဥပတိတာသာယိဗုဒ္ဓဥပတိတာတွင်သင်သည်မရှံဘဂဝါတောအမေတို့၏ဘုရားဖြစ်သောမဟာဗျမတောပိဗျမမင်းကြီးတဲ့သောမမန္တတရောသာလွန်၍ပြင်းမြတ်လေတဲ့လားအမေငါသားကြီးကအမေရဲ့ဘုရားဖြစ်တဲ့ဓမ္မမင်းကြီးထက်သာလွန်ပြီးတော့မြင့်မြတ်တယ်ပေါ့လေဘုန်းတော်ကြီးသဘောအဲ့ဒီလိုသူကခတ်ထိတိခတ်ငေါငေါပဲလေမေးတာပါဒီကကြတော့ရှင်သာရိပုတ္တရာကဧတေနာမကိရသတ္တရောမဟာဗျမနောအမကံတတ္ထုရာတဒီဝတိမဟာပုရိသံသုဝနာသာလိနာပတိကလိန်သူမဟာဥပါတိကေမြေမို့တောင်မကကျွေကျေးဇူးအရှင်ဩဖွေးသမိခင်မေတော်ကြီးစတ္တရောလျက်ကိုသောဣတိမဗျမနောထိုဗျမမင်းကြီးတို့သည်အမကံတတ္ထုသားရဲ့ဆရာမြတ်စွာဘုရား၏ဇာတဒီဝတိဝေဘွားတော်မူသည်ခါကာလစီတို့က
ငါဘုရိသံအလောင်းလျာဖြစ်တဲ့သိတ္တတမေသငယ်ကိုသူဝလာစွာလီနာရွှေကိုရပြင်ပတိကနေသူကိရခံယူခဲ့ဘုဂုံတတဣတိဣသောတေရောရှင်သာရိပုတ္တရာမထေရမြတ်သည်မန္တရံမြေမောတောင်ဥပကာကျူသည်ကျေးဇူးအရှင်မွေးသမီးငယ်မေတော်ကြီးကိုအဝဇံကောင်းစွာမတ်သွေကရုဏာထား၍မိတ်ကြတော်မူလိုက်ပါပေတော့သတိရှင်သာရိပုတ္တရာကိုတော်မြတ်ကအဲ့ဒီမဲ့မေတော်ကြီးကမိတ်ကြလိုက်တာကဒီသားတို့ရဲ့ဆရာမြတ်စွာဘုရားမွေးဖွားတော်မူစဉ်တုန်းကအမေတို့ဘုရားကြီးလေးစုကအလောင်းတော်သိတ္တတမင်းသားငယ်ကိုမွေးဖွားလျက်မွေးဖွားခြင်းပေါ့မြေတို့မကြအောင်ရွှေကိုရက်နဲ့ခံခဲ့ဘူးတဲ့ပရိသတ်ဘာကိုရက်နဲ့ခံခဲ့ဘူးတဲ့လောပရိသမောအင်းချင်းတော်မှာမေတော်မာယာအင်းချင်းကိုင်းကိုကိုင်းပြီးတော့မှကမ္မဇလေးလှုပ်တိတ်တိတ်ကလကာပြကာယပြီးတော့အဲ့ဒီမှာသိတ္တတမင်းသားငယ်ကိုဖွာခဲ့ရထို့သောဖွာရည်တို့ကအင်းရင်တော်တဲ့ဖုံနဲ့မြေကြီးပေါ်မကြဗျမကြီးလေးကရွှေကိုရက်နဲ့ခံခဲ့ရမြေမှာမကြဘူးတဲ့ကြားရလားပြတာကြည့်တယ်ဒီမှာအဲ့ဒီဘောကနေပြီးတော့အဲ့ဒီမဲ့ချာသေထောဟသမိလောကတသေထောဟသမိလောကတအာငါသည်လောကတလောကကြီးတဲ့သေထောကြီးအာငါသည်လောကတလောကကြီးတဲ့သေထောမြတ်၏အဲ့ဒီလိုညာလျုပ်ဆန့်တမ်းပြီးတော့သိတ္တမင်းသားငယ်အင်းကြီးတော်မှာလမ်းလျှောက်မှန်လားပိဿကပြောဘုန်းကြီးတို့ပိဿမှတ်ထားရွှေကိုရဲနဲ့ခံရတယ်ပြမမင်းကြီးဒီကဆိုတော့မှအဲ့ဒီသူကိုးကွယ်တဲ့ပြမကြီးအပေါ်မှာဟိုအထင်သေးသွားတယ်ရှင်သာရိပုတ္တရာကိုအထင်ကြီးလာသလိုမြတ်စွာဘုရားပေါ်မှာလည်းသူအထင်ကြီးလာတယ်ဘုရားကြီးစိတ်ညွတ်စိတ်ရောက်ပါတောင်ဝေကလေးထောက်ပြီးတော့သူစဉ်းစားဗုဒ္ဓသမေတ္တာဝအယံအာနုပါဝဘဝိတ္တိမေဃိဗုဒ္ဓသသာဖြစ်သောဥပဒိတာဤအာနုပါဝတကုတိသောအနုပါတိတာဝါသုကလောက်ဘဝိတ္တိဖြစ်တုံပိသေး၏သာဓုပနသကေသောဘဝိတ္တိအတ္တထောသာယဆရာ၏သာဓုပနဆရာ၏ကကိရိသောအဘယ်သို့လည်းပြောပေါ်ရာရှိတော်သည်ဘဝိတ္တိဖြစ်ပါလိမ့်တော်နီသာယဆရာဖြစ်တဲ့မြတ်စွာဘုရားတိချက်ဘုဒ္ဓဂုတိသောအာနုဘောကြီးမှာပဲအဲ့ဒီလိုဘုရားကြီးတို့စိတ်ရောက်ပြီးတော့ကြံစည်တွေးတော်ပြီးစဉ်းစားအဲ့ဒါလည်းစဉ်းစားရတဲ့ပိဿဝန္နာပီတိဥပ္ပစိတ်တဝါတကလတရိရံဖရိပိဿဝန္နာပီတိကပိဿပီတိသည်ဥပ္ပစိတ်တဝါဖြစ်ပေါ်၍တကလတရိရံမေတော်ဤအခန္ဓာကိုတစ်ခုလုံးကိုဖရိပြန့်နှံ့လေတော့ပြီဘုရားကိုသိကြည်ညိုသွားတော့ပီတိတွေဖြစ်တာတဲ့ပရိသတ်ဘာတွေဖြစ်ထားတဲ့တို့ဗျာမှန်လားပိဿကြီးကျက်သိမ်းဝင်းကြီးဖြန်းတဲ့ခါလဲထရှင်သာရိပုတ္တရာအသာလေးစောင့်ကြည့်ဒီမှာစုံနာရတဲ့ဒါလေးဖေးမှပြီးတော့ထောင်ပေးရတော်ရော့ဥပ္ပံမာတုယာပိတိသောနတ္တမာတုယာမေတော်ကြီးအပိတိသောနတ္တပိတိသောနတ္တသည်ဥပ္ပန္နံဖြစ်၍နေပြီယန္တာနိကာလောဓမ္မဒေသနာယအယံဤချင်းခံကာလသည်ဓမ္မဒေသနာယတရားဟောခြင်းကကာလောအချိန်တန်ပြီတဲ့တရားဟောဖို့အချိန်သင့်ပြီ ပရိသဘာဟောဘောအချိန်သိပြီလေတော့
မေတော်ကြီးကိုလေတရားဆိုတာအယံဟောလို့ဖြစ်တာမဟုတ်ဘူးမှန်လားပြိဿကြီးရောဟောရင်သင်မှဟောရတယ်ဟောရင်မတည်ပဲနဲ့ဟောလို့တော့မောရုံပဲရှိမှာပဲမှန်တယ်မလားပြိဿကြီးရောငါမေတော်ကြီးတရားဖို့ချိန်တန်ပြီတဲ့ကိုတော့ဆုံးဖြတ်ချက်ချပြီးမှကိစိန်တိတိဥပါတိကေဥပါတိကေမွေးသမီးခင်ကျေးဇူးရှင်မေတော်ကြီးကိစိန်တိတိယခုခါမှာပါတိကျန်စီတွေးတော်ပြီးတော့နေပါလေသနည်းမေတော်ကြီးပါတွေးနေတုံးမေးတာမေးရခါကျတော့ဗုဒ္ဓသာမေတ္တဝယံခုနောသတ္တဝရသာကိရိသောဝိတ္တိဣဒံတာတစိန်တိမိဒါတသာယိဗုဒ္ဓဥပတိတ္တဗုဒ္ဓသာသာဖြစ်သောဥပတိတ္တ၏တတ္ထုဆရာသမဤအယံဘုရောဤကဲ့သို့သောဂုဏ်ကျေးဇူးသည်အတ္တိရှိတုံသေး၏အယံဘုရောဤကဲ့သို့သောဂုဏ်ကျေးဇူးသည်အတ္တိရှိတုံသေး၏ဗုဒ္ဓသာသာ၏ဂုဏောဂုဏ်ကျေးဇူးသည်အတ္တိဤမြရှိတုံသေးအတ္တတို့သာရဲ့ဆရာဖြစ်သောမြတ်စွာဘုရား၏ကုဏောဂုံသည်ကိရိသောဘေကဲ့သို့သဘောရှိသည်ဘုဒ္ဓတိဖြစ်တုံပေလိမ့်သည်သိတဲ့ကြီးမှာပဲပေါ့တဏ္ဍသာယဝဒသာယဗုဒ္ဓဥပရိသဣဒံဧကဲ့သို့သောသာယဖြာဖြစ်တဲ့မြတ်စွာဘုရားရဲ့ဂုံကိုစိတ်နေမိမဲတော်ဤကြံစီတွေးတော်နေတာပါတဲ့တန်းတော်မှာဘယ်တော့ဘုဒ္ဓကိုကြည်နေရင်သာယဖြာဖြစ်တဲ့ဂေါရမမြတ်စွာဘုရားသိတဲ့ဘုဒ္ဓကိုတည်သောအာနုဘောဓိကြီးမှာပဲဒီမဲ့တော့ကြံစီတွေးတော်နေတာငါသားကြီးကျသိနေထန်အဲ့ဒါသူ့ပြမမြေကြီးကတ်သွားပြီမှန်လားပိဿအဲ့ဒီခါမှာဘုရားအကွက်ဆိုင်လာတော့မှမဲတော်ကိုဗုဒ္ဓဤခုံတွေကိုပုံကြီးချဲ့ပြီးတော့ဟောတာမှန်လားပိဿမဟာဥပါတိကေမြေမူတောင်မကကျူသည်ကျေးဇူးအရှင်အိုးမွေးသမီးခင်မေတော်ကြီးမကံသာတို့ဤတတ္တုဆရာပြေတော်မြတ်စွာဘုရား၏ဇာတခန္ဒီသာမွေးဖွားတော်မူစဉ်၌၎င်းမဟာဝိနိခဝရိသာသံဝေပြောပြတော်ထွက်တော်မူစဉ်၌၎င်းသံဝတိယဇာဘုရားဖြစ်သောရောက်တော်မူစဉ်၌၎င်းဓမ္မစက္ကဘောတနေသဓမ္မစัจ जा ဒေသနာတော်ကိုဟောပြောပြသာဆုံးမတော်မူစဉ်၌၎င်းဒါသာသာတိလောကဓာတုစัจ java လာတိုက်ပေါင်းတိုက်တဲ့တောင်းသည်စัจ java လာတိုက်တဲ့တောင်းသည်အကံပိဋ္ဌသောစွာမသွေသွတ်သွက်ခါအောင်တုံလှုပ်လည်းပတ်ခဲ့ပါပေသတည်းမဲတော်ကြီးသားရဲ့ဆရာမြတ်စွာဘုရားဟာဘယ်တော့ဘုန်းတော်ကိုကြည့်တယ်လေလို့ဆိုရင်မွေးဘွားစဉ်တုန်းကတစ်ချိန်ပြီးတော့တောထွက်တုန်းကတစ်ချိန်တပံဘုရားပြည့်သူရောက်လုံးကတစ်ချိန်ဓမ္မစัจ जा ဒေသနာဟောလုံးကတစ်ချိန်စัจ java လာတိုက်တိုက်ပေါင်းတုံလုတ်ခဲ့ဘူးတယ်မဲတော်ကြီးတဲ့ပရိသတ်စัจ java လာတိုက်ဘယ်လောက်တော့တသောစัจ java လာပေါင်းတိုက်တဲ့သောင်းတုံလုတ်ခဲ့ဘူးတယ်မဲတော်ကြီးတဲ့ဗျာနော်သီလေနာသမာဓိနာပညာယဝိမု ക്തി ယဝိမု ക്തി ဉာဏထသနေနာသမောနာမတ္တိသီလေနာသာကိုจิตသီလအဖြစ်၎င်းသမာဓိနာသသမာဓိအဖြစ်၎င်းပညာယသပညာအဖြစ်၎င်းဝိမု ക്തി ယသာရတ္တဘောအဖြစ်၎င်းဝိဘောဓိဉာဏထသနေနာသပိဿကနာဉာဏ်အဖြစ်၎င်းသမောနာမတူမြတ်သောမိသည်နတ္တိမရှိကြသီလသမာဓိပညာဝိမု ക്തി ဝိမု ക്തി ဉာဏတသနာဆိုတဲ့ဂုဏ်ဒီအဖြစ်တူးမြသောသဘောမရှိဘူးတဲ့အဲ့ဒါကိုမြတ်စွာဘုရားကဂုဏ်ဒီကိုမြတ်စွာဘုရားရဲ့ဂုဏ်ဒီကိုရှင်သာရိပုတ္တရာကမိကြသီလကလည်းပဲမြေတုပမာမှန်လားဗျာသမာဓိကလည်းမြင်းမို့တောင်းပရိသသမာဓိကလည်းပါပါလေမြင်းမို့တောင်းကြည်မာခိုင်ကတ်တယ်တဲ့မှန်လားပြည်သားကြီးဗျာပညာကတော့ပ
ပြောမနေတယ်အာကာသဟင်းလင်းအပြင်ကြီးလောက်ကျင်ပြန့်နဲ့နေတဲ့ပညာမှန်တယ်မို့လားပြည်သားသမုဒ္ဒရာလိုကျင်ဝန်းလာတဲ့နဲ့နဲလွန်းလာပညာတွေအဲ့ဒီလိုသီလသမာဓိပညာဝေမောတိညာနဲ့ဒသနဂုဏ်တွေဟာအပတိပုဂ္ဂလအတုမရှိပုဂ္ဂိုလ်သူလောကမှာတုပပြိုင်ဆိုင်နိုင်တဲ့ပုဂ္ဂိုလ်မရှိတဲ့ဗုဒ္ဓအဲ့ဒါလည်းမိတ်ပြီးတော့မှဣတိပိသောဘဂဝါတိဗုဒ္ဓဂုဏပฏิသယုတံဝိဓာရတဝါဓမ္မဒေသနံကတိတိဣတိပိသောဘဂဝါတိဣတိပိသောဘဂဝါဟု၏ဗုဒ္ဓဂုဏပฏิသယုတံမြတ်စွာဘုရား၏ဂုဏ်တော်နှင့်ဆက်ရှင်သောဓမ္မဒေသနာပြတိသနာတော်မြတ်ကိုဝိဓာရတော်ကျဲချဲ့၍ကတိတိဟောတော်မူ၏ဟောတဲ့တရားကတော့ဣတိပိသောတရားပါပဲပရိသတ်ဘာတရားတဲ့တော့ကြည်ကြည်ဖြေကြပရိသတ်ဘာတရားတဲ့တော့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝိသသရဏသမ္ပန္နောသေဝတောလောကဝိတုအနုတ္တရပုရိသဓမ္မသာရတိတတ္တာဒေဝမနုဿနံဘုဒ္ဓဘဂဝါရှင်သာရိပုတ္တရာသူ့မေတော်ကြီးဟောမေတော်ကြီးကအဲ့ဒီကြတော့လောက်ကလေးချီမတ်တရရဲ့တရားနာနေတယ်လို့ပဲအောင်းကြကြသို့မဟုတ်အစစ်တုတ်ထိုင်နေတယ်လို့ပဲအာယုပြုဝေဖွားတဲ့တိုက်ခန်းထဲမှာဆေမီအိမ်ကလည်းထိပြီးတော့လင်းမွေးကျေစုဆက်တာအမိကျေစုဆက်တာပရိသတ်ဘာကျေစုဆက်တာတဲ့တို့ရောဥပါလိကေမြေဝတ္တဥမကယူသည်ကျေစုအယံဩမွေးသတိကေမေတော်ကြီးဝေသတိကေမေတော်ကြီးသောဘဂဝါရှိဘုန်းတော်သခင်တို့သားရရဲ့ရှင်တော်မြတ်ဘုရားကြီးသည်ဣတိဣရိနာသဤသို့သောကြောင့်လည်းအရဟံလူနာယမတတ္တဝါတွေပြီးသောထုကိုခံတော်မူလိုက်ပါပေ၏သမ္မာသမ္ဗုဒ္ဓမမောမပြည့်စေဝိညာဉ်ဖြင့်ခသိဥဒ္ဒုံတရားအစုံအကွန်စင်သိမြင်တော်မူပါပေ၏ဝိသသရဏသမ္မာသောဝိသသုမဝိသရှင်ပါသရဏ15ပါးနှင့်လည်းပြည့်စုံတော်မူပါပေ၏သူကတော်ကောင်းသောတရားစကားကိုလည်းဆိုဆုံးမတော်မူတတ်ပါ၏လောကဝိတုသတ္တလောကဩကာသလောကသင်္ခါရလောကဒီသောလောကသုံးပါးကိုလည်းသိမြင်တော်မူပါ၏အလုတ္တရပုရိသဓမ္မသာရတိမြင်ကြသောတတ္တဝါတို့ကိုယဉ်ကျေးအောင်အတုပယိဆုံးမသွန်သင်တော်မူတတ်ပါ၏သန္တာရောလူသန္တာလူနတ်ဗျမတတ္တဝါတို့၏ဆေယဤတဆုလည်းဖြစ်တော်မူပါ၏ဘုဒ္ဓသစ္စာလေးပါးမြတ်တရားကိုမြတ်သာထင်နေသိမြင်တော်မူပါ၏ဘာဝဗုဒ္ဓနာတကံတော်နန္ဒတကုတော်နန္ဒနဲ့ပြည့်စုံတော်မူပါ၏သောမြတ်စွာဘုရားအဲ့ဒါလို့ဗုဒ္ဓဤဂုဏ်တော်အရီကိုဟောတာဓမ္မဒေသနာရိယောတန်ဒီအဲ့ဒီဂုဏ်တော်ရဲ့ဆို၌ယမတိမေရူပသာရိပုံနိမကြီးသည်မိယဗုဒ္ဓသာသာယဗုဒ္ဓဥပတိသဤဓမ္မဒေသနာပရိယောသန်ဒီတရားဟောပြောပြသပြီးသည်ဆုံး၌သောတာပတိပလိသောတာပတိဘု၌ပဋိဋ္ဌာတိကောင်းစွာမသွေတည်တံဆက်ရောက်တော်မူခဲ့ပါပေသတည်းကိုယ်တော်ကိုယ်ပါအဆုံးမမေတော်ကြီးသောတာပန်တည်တယ်တဲ့ပရိသတ်ဘယ်သူသောတာပန်တည်ပါလိမ့်ဗျာမှန်လားပိဿကြည့်ဗျာဘုရားပရိသတ်ရဲ့ဂုဏ်တော်ရွတ်ပြီးတော့မနေဘူးလားနေသလားခုဘုန်းကြီးရွတ်ပြီးတော့အဓိပ္ပာယ်ဟောပြီးပြီသောတာပန်တည်ပလားဒုမမပြောတည်လို့လားမပြောတာကိုယ်တော်ရဲ့ဆုံးမမေတော်ကြီးသောတာပန်တည်တယ်တဲ့မှန်လားပိဿကြည့်အဲ့ဒါသတိပြုဖို့ချက်တယ်ပေါ့အဲ့တော့တာမန်ကတော့ဒါကုန်းတော်အဆုံးမသောတာပန်တည်ဖို့ဆိုတဲ့ကိစ္စမလွယ်ဘူးသို့သောအဲ့ဒီမှာတက္ကရာဇာဝိထာရတဝါဆိုတဲ့ပုပ္ပါအကျယ်ချက်ကုန်းတော်ကိုအကျယ်ချက်ခေါ်တာ
ပရိသတ်ဘာကိုအကျဲချဲ့ခေါ်တာအဲ့တော့ဂုဏ်တော်ကျဲချဲ့ကြလို့ဆိုတော့အဲ့ဒီဂုဏ်တော်ကိုပွားများလို့ရှိရင်မဲ့ဖို့ရနိုင်မရနိုင်ဒါစိတ်တန်းထုတ်ကြယမဏိမေရူပတာရိပုံနေမှကြီးသည်မိယဗုဒ္ဓသာသာယဗုဒ္ဓဥပတိတ္တဤဓမ္မဒေသနာပရိယောတာတိတရားဒေသနာတော်၌ရဆုံး၌သောတာပတိပါဠိသောတာပတိဘော၌ပဋိဋ္ဌာတိကောင်းစွာမသွေတည်ရန်ဆက်ရောက်ချလေတော်သတိမေတော်ကြီးတည်သွားတယ်နိဗ္ဗာန်အငြိတ္တကြီးမြင်သွားပြီဗျမှန်လားပိဿကြီးဒါတဥပတိတာကတ္တမဧဝမဂာတိဒါတဥပတိတာသာယေဗုဒ္ဓဥပတိတာကတ္တမပဲကြောင့်ဧဝိတုအကာတိပြုရတာတဲ့နိသာကြီးပုဒ္ဒဥပတိတာပဲအတွက်ရောက်ဒီလိုလုပ်ရတာတဲ့လေဒီလိုတက်ရယူရင်အိုမင်းကမှငါမေတော်ကြီးအာဒီအမြဲနိဗ္ဗာန်တရားကြီးကိုလာရောက်ပြီးတော့ပြရတာတဲ့လေငယ်စဉ်တောင်းကြီးတို့ငါလာပြီးတော့ဒီအမြဲနိဗ္ဗာန်တရားကြီးကိုသိသိနေမေတော်ကြီးကအပြစ်တင်တယ်ကလေးနဲ့ပြောတယ်ပရိသတ်ဘာသာလေးနဲ့ပြောတာတော့အဲ့ဒီခါကျတော့ရှင်သာရိပုတ္တရာကဘယ်လိုစဉ်းစားလိုက်တယ်တဲ့ဒိဋ္ဌမာတုရူပတာရိယဗြဟ္မဏိယဘောဇဝဏိကမူလံမာတုရူပတာရိယဗြဟ္မဏိယမေတော်ဖြစ်တဲ့ရူပတာရိပုံနေမှကြီးအားဘောဇဝဏိကမူလံတို့တို့တိုက်တွေးမွေးရတဲ့အမိကျေးဇူးကိုဒိဋ္ဌံကြည်အောင်ဆက်ပြီးပြီတဲ့ညို့ဖို့ကြည်ပြီတဲ့ဘာကြည်သွားတယ်အမိကျေးဇူးတဲ့နော်ပရိသတ်ဘုသူကျေးဇူးတဲ့တော့ကျေးဇူးဆက်တရားလို့ခေါ်မှာပေါ့ပရိသတ်ဘာဆက်တရားတဲ့တော့ဟုတ်တယ်မလားပိဿကြီးနောက်ကနေ့ကလူငယ်လူရွယ်လေးတွေကမိဘကျေးဇူးမသိကြတော့ဘူးမိဘကျေးဇူးတရားကောင်းမှလည်းမသိမိဘတွေကလည်းအဲ့ဒီမှာကျေးဇူးကြီးချောင်းသိအောင်လည်းမကြိုးစားမှန်လားပိဿကြီးအဲ့တော့ခေပညာလောက်ပဲသင်တာပဲခေပညာထဲမှာမိဘကျေးဇူးကြီးတာနဲ့ပတ်သက်လို့ဘယ်နေရာမှာဘယ်အချက်မှာဘယ်အကွက်မှာမပါဘူးပါရလားပိဿကြီးအဲ့ဒါဘုရားဘာသာလို့သာအမိခံတာပဲကလေးတွေကဘုရားဘာသာသင်္ကန်းစာလည်းဘာမှမသိဘူးမင်္ဂလာတရားဆိုတာလည်းဘာမှမသိဘူးပရဘောပစ္စည်းကြောင့်တရားဆိုတာဘာမှသဘောမပေါက်950ဆိုတာဝေကြီးဇာကြီး10ဘွဲဆိုတာနတ်တိသူတို့ဟုတ်တယ်မဟုတ်လားအာရေးအောက်ချီလွတ်နေတာခင်ဗျားတို့တရားဓမ္မတွေကလေးတွေအမိကျေးဇူးလည်းမသိအဖကျေးဇူးလည်းမသိဖြစ်မိဘတွေချစ်တာပဲသိတာပဲချစ်တာပဲသိတာသူတို့သားလေးမူလတန်းအောင်ဖို့လေတန်းအောင်ဖို့ထေတန်းအောင်ဖို့တက္ကသိုလ်ဘွဲရဖို့စေဖို့ကြီးဖြစ်ဖို့ဆရာဝန်ကြီးဖြစ်ဖို့ဒါပဲအာရုံအဲ့ဒါအလိုလိုက်တာကလေးကိကပဝိညာဉ်ကလည်းပြည့်စည်ဒုစရိုက်တွေကလည်းသိများအဲ့ဒီမကောင်းတဲ့အပေါင်းအသင်းတွေလည်းတွေ့ပြက်ကြငါကမှဘာလဲခြေကမရှိဘာဝဲကျင်အကျင့်စလိုက်တဲ့တွေကပြက်အမိကျေးဇူးလည်းမသိအဖကျေးဇူးလည်းနားမလဲဆရာသမားကျေးဇူးလည်းပဲလုံးဝမမြင်ဖြစ်ပြီးတော့နေရတဲ့လောကကြီးနောက်ဆုံးကြတော့မိဘတွေကဒူးနဲ့မျက်ရည်တုပ်ပြီးတော့ကြံရရှာကြဘသူကြောင့်မှမဟုတ်ကိုကြောင့်ကိုဖြစ်တာကိုသားသမီးမိုက်တာကိုကြောင့်မိမိကြောင့်မိုက်ကလေးဆိုတာရွှွန့်တယ်ရွှွန့်များပုံသွင်းလို့ရှိရင်အယုတ်လှလှကလေးဖြစ်တာပုံမသွင်းနိုင်ရင်ဘလူးယုတ်ထွက်တာပဲမှန်တယ်မလားပြည်သားကြီးမှန်တယ်မလားပြည်သားကြီးဒီခေတ်ကကလေးတွေမကောင်းဘူးဘာဘူးညောပြောမနေကိုမကောင်းတာပဲအမှန်သာသမီမကောင်းရင်ဘသူကောင်းတယ်မိဘကောင်းမှာပဲပုပ္ပစရိယကာတိဘိက္ခွေမာတာပိတုနံဣဒံဒီဝဆနံဘုရားသာသမီမကောင်းရင်မိဘကောင်းဆိုတာမေကြထားပြီးသားဖြစ်တာပဲဗျအဲ့တော့မိဘကျေးဇူးမသိတော့မိဘကျေးဇူးဆက်ရမှာနားမလဲ
ဥက္ကမမိဘတွေဒုက္ခရောက်သူတို့ဖြုံနေတဲ့ပဿနာကုန်းဩရလောကမလုံနိုင်စားတဲ့တောက်ရမရှိဒုနဲ့ပြည့်တော့ဘဝမဟုတ်ဘူးဒုက္ခဆင်းရဲရင်ဆိုင်ပြီးတော့တောင်းရစားတော့ပြီးတော့ဘဝဒီကုန်းချိုရတဲ့ပုဂ္ဂိုလ်တွေအများကြီးပရိသေနပြမနာဝတ္ထုတို့ရှိသားပဲဘုန်းကြီးဟောနေကြမှန်တယ်မလားပြတော့ကြည့်ရှင်သာရိပုတ္တရာအမိကျေစုသိတယ်အမိကျေစုကြည်ပြီဒိဋ္ဌံအကျေလက်ဆက်ပြီးပြီသောတာပန်ဖြစ်အောင်ဟောနိုင်မှမိဘကျေစုဆိုတာကြည်တယ်ကျွေးရုံမွေးရုံတော့လည်းမကြည်ဘူးလေကျေစုသိတာပဲရှိတာမှန်လားပြတော့ကြည့်ရအဲ့ဒါလို့စဉ်းစားပြီးတော့မှရှင်သာရိပုတ္တရာကိစ္စဥပါတိကေမေတော်ကြီးကိစ္စသွားတော့နှင်ထုတ်ဧဝံတတကောင်းပါပြီသားတော်ကြီးဆိုပြီးတော်ဝင်းလေးထောက်ပြီးတော့သားတော်ကြီးစကားမလွန်ဆန်ရဲလို့မွေးဖွားတဲ့တိုက်ခန်းပဲပြန်လာခဲ့ရအဲ့ဒီမှာရှင်သာရိပုတ္တရာစုံနာကာဝေလာစုံနာငန်းကြီးစုံနာကာဝေလာယခုဘယ်ချိန်ရောက်ပြီလဲအရှင်စုံနာကလေသာပရေကိုဖွင့်ကြည့်တော့ဘလဝပိစုဒကာလောဗန္ဒီကိုနောင်တော်ကြီးဖရာဘလဝပိစုဒကာလောမိုးတော်အာကြီးလင်းကနီးပြီတဲ့လင်းကနီးပြီတဲ့တညလုံးတော့မှန်လားပိတကြီးတရားဟောရတာနတ်တွေလာတာနဲ့မေတော့တရားဟောရတာနဲ့အချိန်ကိုလင်းမြန်စွာအသုံးချလိုက်တဲ့သဘောပဲအဲ့တော့ဘေဝကံကသဏိပါတိငါတို့ရဲ့တပည့်တွေကိုဒီခန်းနဲ့စီဝေးခဲ့ဆိုတော့အဲ့ဒီညီတော်ဆိုတာကတစ်ဖက်ခန်းမှာအပန်းဖြည်းပြီးတရားရှုနေတဲ့ကိုတော်တွေသွားအကြောင်းများတော့ကိုတော်တွေရောက်လာထီချင်း၅ပါးနဲ့ရှ िख ိုးဝှက်ချခန်းထဲမှာဖွေဝင်းလို့ခန်းတော်ရှင်သာရိပုတ္တရာကတောင်းပါသတ္တုသတ္တာလီသံဝဝသနိမယသတ္တေဝိသရတနာယံမေကာယကံဝဝဇတိကဝနာရောဇိတာကဝထတံအာဟုသောအာဟုသောငါရှင်ဘုရားသံဃာတော်များတို့သတ္တုသတ္တာလီသံဝသနိ44ဝါတို့တိုင်တိုင်မယငါနဲ့တတ္တေအတုတကွာဝိသရတနာလဲလဲကျက်စားအတုတကွာသွားလာနေတဲ့ကြကြကုန်သောဝတ္တမကံတင်ငါညီတော်ရိအပေါ်၌မေသာရိပုတ္တရာသင်ညာမိခေါ်ငါရတော်ဤကာယကံဝကို၌ဖြစ်သောအမှုသည်၎င်းအပြစ်သည်၎င်းဝါစတိကံဝနှုတ်၌ဖြစ်သောအပြစ်သည်ရောသစေအတ္တိအကယ်၍ရှိခဲ့ညာတန်ထိုးနောင်တော်၏ရဲ့အပြစ်ကိုတုံးမဲသိင်းချက်သားတို့သည်ကမ္မထသိခံတော်မူကြမှာနောင်တော်ကြီးနဲ့အတူတကွနေခဲ့တာ44ဝါကြာတယ်တဲ့ဘယ်နှဝါလဲတို့ဗျာအဲ့လို44ဝါကြာခဲ့တော့နောင်တော်ကြီးကငန်းကြီးတော်တို့ပေါ်မှာကာယကံအဖြစ်ကျွလွန်မိခဲ့တဲ့ကာယကံဖြစ်ရှိရင်ဝစီကံအဖြစ်ပြောမှဆိုမှအပြည့်များရှိခဲ့လို့ရှိရင်နောင်တော်ကြီးကိုခွင့်လွတ်တိခံကျင့်တတ်တော်မူကြပါတဲ့တောင်းပန်ချတယ်သူတော်ကောင်းများမာနမထားဘူးနော်မေသာမာနထားရလားဒုက္ခတရားဓမ္မတွေနဲ့တော့မကွာဘူးလားတောင်းပန်ဖို့ဝေးကြီးမင်းနဲ့ငါနဲ့သေကမ်းပြရဲ့မင်းသေးလဲငါမလားငါသေးလဲမင်းမလားသေကမ်းပြရဲ့ဟိုဒီလူပြန်တာကြည့်ကိုမကြည့်ချင်ဘူးလာမခေါ်နဲ့ပေါ့အဲလိုဒေါသတရားတွေရှေ့ထားပြီးတော့အဲ့ဒီလိုပြဿနာကိုပြေလည်အောင်ဖြေရှင်းကြဒါတွေကသူတော်ကောင်းတွေအလုပ်ကိုကိုမမသူမမတောင်းပန်ရတောင်းပန်မှသူတော်ကောင်းဘေးသာတောင်းပန်မှပါပါလိမ့်သူတော်မတောင်းပန်တဲ့လူဟာပါတော့သူရုပ်မှာဟောမယ်ဘုရားအောင်ငေးကြည့်နေတယ်သူမတောင်းပန်ဘူးဖြစ်တယ်တောင်းပန်မှဘေးသာပါပါလိမ့်သူတော်ကောင်းကိုမမသူမမကြည်အေးရတယ်ရန်သူဆိုတာမရှိရဘူးတဲ့ဟုတ်တယ်မလားပြည့်တယ်မကောင်းလားကောင်းတယ်လားအေးလာတောင်းမှလို့ရှိရင်လည်းအဲ့တော့မကြည်မနှက်ဖဲနဲ့မျက်နှာသိုးကြီးနဲ့မျက်နှာထားကြီးနဲ့မှုတ်တီနဲ့လုံနေလေသူတော်ကောင်းမဟုတ်ဘူးဒီပါကျင်တတ်ပါတယ်သိခံပါတယ်ပေါ့ဒီလိုမှကသူတော်ကောင်းမှန်လားပြည့်တယ်ဘုန်းကြီးတော်ကိုမ
သူမတောင်းမှထားပဲဘယ်လိုပဲဖြစ်ကိုယ်မျက်နှာသားကြီးနဲ့မုတ်တီတွေလှုပ်နေတဲ့ခါရလို့မမမိဘူးလုံးမိတယ်လည်းလုံးပြီးမှပေါ့လေမမမိဘူးမရှိဘူးမှန်လားပြည့်တယ်ဒါဖရာသားတော်မှန်ဘယ်လိုပဲဖြစ်ဖြစ်တိခံခွင့်လွတ်ကြည်အေးရကြည်တော့စိတ်နှလုံးအေးတာပါစိတ်မအေးလားအေးသလားရှင်သာရိပုတ္တရာလည်းတောင်းပန်တုံးမေပဏအမကံကမ္မထတတိယဒုက္ခသာလည်းနောင်တော်ကြီးပေါ်မှာအပြစ်ရှိနိုင်ပါတယ်ဗျာကာယကပြည့်ဝစီကပြည့်ရှိနိုင်ပါတယ်နောင်တော်ကြီးကမရှိပါဘူးတဲ့တုံးမေနောင်တော်ကြီးတို့သည်အမကံတတိယတော်တို့၏အပြစ်ကြီးပြည့်ငယ်ကိုကမ္မထသိခံတော်မူကြပါနောင်တော်ကြီးကသာလည်းညီငယ်တို့ရဲ့အပြစ်ကိုဖွင့်လို့သိခံပါအဲ့ဒီလိုတန်ဃာငယ်တွေကရှေကုတ်ဝိချပြီးပြန်တောင်းတယ်ကျုပ်တရားနနာရီတောင်ပြည့်တယ်ကိုဘယ်နဲ့လုပ်ပါပြန်ခြင်းစိတ်ကလည်းပေါက်နေကြပါလားမသိဘူးတခါကြီးနှစ်ကွေတဲ့မလားခုနှစ်ကွေပြည့်နေပြီဘယ်နဲ့လုပ်ကြမလားမေတော်ကြီးငိုကဘယ်လိုလုပ်ဆက်ကြရအောင်ဟမ်ဘယ်ရောက်လဲမိခြင်းမိပါမမိခြင်းလည်းနေကျုပ်ကသုံးအောင်လေးတော့အကြီးနဲ့မုတ်တီနဲ့လုံနေလေသူတော်ကောင်းမဟုတ်ဘူးဒီပါအကြီးနဲ့ပါတယ်သိခံပါတယ်ပေါ့ဒီလိုမှကသူတော်ကောင်းမှန်လားပြည့်တယ်ဒီပဲဘုန်းကြီးတော်ဘုမသူမတောင်းမှထားပဲဘယ်လိုပဲဖြစ်ကိုယ်မျက်နှာသားကြီးနဲ့မုတ်တီတွေလုံနေတဲ့ခါရလို့မမမိဘူးလုံမိတယ်လည်းလုံပြီးမှပေါ့လေမမမိဘူးမရှိဘူးမှန်လားပြည့်တယ်ဖရာသားတော်မှန်ဘယ်လိုပဲဖြစ်ဖြစ်တိခံခွင့်လွတ်ကြည်အေးရကြည်တော့စိတ်နှလုံးအေးတာပါစိတ်မအေးလားအေးသလားရှင်သာရိပုတ္တရာလည်းတောင်းပန်တုံးမေပဏအမကံကမ္မထတတိယဒုက္ခသာလည်းနောင်တော်ကြီးပေါ်မှာအပြစ်ရှိနိုင်ပါတယ်ဗျာကာယကပြည့်ဝစီကပြည့်ရှိနိုင်ပါတယ်နောင်တော်ကြီးကမရှိပါဘူးတဲ့တုံးပြီးနောင်တော်ကြီးတို့သည်အမကံတတိတော်တို့၏အပြစ်ကြီးပြည့်ငယ်ကိုကမ္မထသိခံတော်မူကြပါနောင်တော်ကြီးကသာလည်းညီငယ်တို့ရဲ့အပြစ်ကိုဖွင့်လို့သိခံပါအဲ့ဒီလိုတန်ဃာငယ်တွေကရှေကုတ်ဝိချပြီးပြန်တောင်းတယ်ကျုပ်တရားနနာရီတောင်ပြည့်တယ်ကိုဘယ်နဲ့လုပ်ပါပြန်ခြင်းစိတ်ကလည်းပေါက်နေကြပါလားမသိဘူးတခါကြီးနှစ်ကွေတဲ့မလားခုနှစ်ကွေပြည့်နေပြီဘယ်နဲ့လုပ်ကြမလဲမေတော်ကြီးငိုကဘယ်လိုလုပ်ဆက်ကြရအောင်ဟမ်ဘယ်ရောက်လဲမိခြင်းမိပါမမိခြင်းလည်းနေကျုပ်ကသုံးအောင်လေးတော့ဟောလိုက်မှဖြစ်မှာတန်းလန်းထားလို့မဖြစ်ဘူးကွေလေးပါလေအပိုးဆောင်ထားပါဖမ်းတဲ့ကိုတော့အဲ့တော့မှအချင်းချင်းကြည်အေးတောင်းမှတော်မူကြပြီးမှတန်ဃာတော်တွေကတစ်ဖက်ခန်းပြန်ကြွသွားတစ်ဖက်ခန်းပြန်ကြွသွားပြီးတော့ထေတော်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးသည်မဟာဇီဝရဏထသင်္ကန်းကြီးကိုအာကသေတဝါသံဃေတော်မူသည်ဖြစ်၍မူခံရှိမျက်နာတော်ကိုပိဒါယဥဒ္တော်မူ၍လဝတုဘဝသမပတ္တိယောဘုဘသောသမပတ္တုကိုအလူလောမပတိလောမတော်အပြန်လံအဖြင့်သမ္မာပေတိကံသောမသေဝေသာတော်မူလိုက်ပါပေတော့သတိသမဘကိုးပါးခောက်တော့ခောက်ပြောင်ဝင်စားတယ်ပထမသံဒုတိယသံတတိယသံသရုဋ္ဌသံသံ၄ပါးအာဂသာနိသသံဝိညာဉ်နိသသံအကိသိညာယရဏသံနေဝတိညာနာတိညာယရဏသံအရူပနံသံ၄ပါးအဲ့ဒီနောက်ကမှအိုးစိတ်စေတသိက်စေတသာရုပ်တို့ခြုံငင်းရဖြစ်တဲ့နိရောဓသမပတ်ထက်ပေါင်းလိုက်တော့သမပကိုးပါးပရိသသမပဘယ်နှပါအနုလောမပတိလောမတောခောက်တုတ်ခောက်ချင်းလိုက်တက်လိုက်တိုက်အင်းကြီးဟိုစွန့်ပြရတော့မယ်ဆိုတော့သူတော်ဘာရောင်းပြီလို့စွန့်ပြရတော့မယ်ဆိုတဲ့အခါလေကားတက်လိုက်ချင်းလိုက်ဟာလားအကျဉ်းချင်းလုတ်တယ်လို့ပေါ့မှန်လားပြတယ်အိန္ဒိရောဓသမပတ်ဆိုလေခောက်တော့ခောက်ပြန်အာရပါရဝင်စားတယ်နောက်ဒီဇာနေဝင်စားတော့မှမဟုတ်တော့ဘူး
ဒီနိရောဓသမပါတိဆက်ရောက်လို့မရတော့ဘူးဟုတ်တယ်မို့လားအဲ့ဒါလည်းဝင်စားပြီးမှသမဏန္တရာဗဒဝရဒုယကံတတ္တယကံသုဒ္ဓကံရဲ့အဆုံး၌ထေရရှင်သာဘုရားမထေရကြီးသည်အလူပါရိသေသာယခန္ဓာကမ္မဇာယောကျင့်မဲ့ချွတ်ရာဖြစ်သောနိဗ္ဗာန်ဓာတုယနိဗ္ဗာန်ဓာဖြင့်ပရိနိဗ္ဗာန်ပိုင်နိဗ္ဗာန်ဝင်ဆန်းချုပ်ငြိမ်၍ရုပ်သိမ့်၏ရုပ်သိမ့်တော်မူခဲ့ပါပေတော့သတိညာဘက်ကိုစောင်းပြီးတော့ဆက်ခနဲ့ဆိုကောင်းကလေးကမေးလေးအောက်ကျပြီးတော့ကိုတော်ကြီးပြိဋိနိဗ္ဗာန်ပြုသွားတယ်ပြန်လို့မူတာပါပဲမှန်တယ်မို့လားပြည့်တယ်အဲ့ဒီချိန်ခါမှာအာဂတိဒေဝဒုံတုပိယောပလိန်သူအာဂတိကောင်းကင်၌ဒေဝဒုံတုပိယောနတ်စီနမောင်းတို့သည်ပလိန်သူပေါက်ကွဲမြည်ဟိသူညံကုန်ခဲ့ပြီနတ်စီနတ်မောင်းနေအဲ့ဒါပေါက်ကွဲပြီးတော့သူညံသွားတယ်ဘယ်လိုကြောင့်လဲမဆိုးနိုင်ဘူးကိုယ်တော်ကြီးပြိဋိနိဗ္ဗာန်စံလို့ပြီးတော့မှပောက္ခရဝတ္တံဝိသေတဲ့ကြာပမိုးကြီးရွာချမြေကလေးနဲ့တုံလို့မဟာပထွေဥနာတင်တော့ပဲ့တယ်ရိုက်ခတ်မဟာဘူမိစာလောဟောတိမြေကလေးနဲ့တုံလို့ပါတကယ်လက်ရတော်ရန်ကိုတော်ကြီးပြိဋိနိဗ္ဗာန်စံသွားလို့ဝမ်းနေခြင်းများစွာဖြစ်တဲ့အထိတ်မှပဲအဲ့ဒီမြေကလေးတွေကလည်းတုံလို့နတ်စီနမောင်းတွေကလည်းမေတော်ရဲ့တိုင်းအိမ်ပေါ်ထဲမှာဆူရံပြီးတော့သွားတော့မေတော်ကြီးအဲ့ဒီတည်းဘယ်လိုများဖြစ်ပါလိမ့်မယ်ဆိုပြီးတော့စိတ်မကောင်းခြင်းများစွာနဲ့တောင်ဝင်းကလေးထောက်ပြီးတော့အခန်းနဲ့ရှောက်အဲ့တော့မိုးတော်အာကြီးလင်းနေပြီပေါ့စုံလန်းလာလည်းမရှိတော့ဘူးအပြင်ထွက်သွားတယ်ဉာဏ်တော်မူသည်နဲ့တပည့်နဲ့ပြန်မဲ့ကြွသွားအခန်းထဲမှာကိုတော်ကြီးရဲ့ရုပ်ကလတ်တော်ညာဘက်ကိုစောင်းပြိဋိနိဗ္ဗာန်ဆံမေတော်ကြီးဝင်လာနရဒေနာကြီးကိုခွာလှန်ပြီးတော့ခြေတော့ကိုဆုပ်နေကြည့်အေးဆက်ပြန်အောင်မျက်နှာတော်ကိုဖွင့်ကြည့်ညာဘက်ကိုစောင်းရဲ့မျက်စိကလေးမေးကိုတော်ကြီးဘဝတန်တရားဏီကုန်းချုပ်ပါအဲ့ဒီမှာသားတော်ကြီးရဲ့နှာခေါင်းပေါက်ကိုလေကလေးပါလေတိုးမှုထွက်မှုရှိမရှိစမ်းသပ်ကြည့်မရှိတော့ချုပ်ငြိမ်းအဲ့ဒီခါကျမှမေတော်ကြီးဟာတာယိဥပတိတ္တရှင်သာရိပုတ္တရာရဲ့ပါးပြင်နဲ့သူ့ရဲ့ပါးပြင်နဲ့အပ်ပြီးတော့အာရပါရချုံွယ်ချငိုကြွေးရှာတယ်မေတော်ကြီးငိုတယ်တဲ့မရိသဘယ်သူမျိုးသတဲ့တော့ပုထုဇဉ်လားသောတာပန်လားသောတာပန်များအငိုစမသိသေးဘူးလို့ဆိုတာသိထားမှားရလားပိဋကကြီးရသူပါးပြင်းနဲ့သားကြီးရဲ့ပါးပြင်းနဲ့အဲ့ဒီမှာအငိုတာအခန်းထဲမှာဘယ်သူမှမရှိဘူးအငါတဲ့ဟိုဘက်ခန်းထဲမှာအလုပ်ကြီးတွေကလည်းသူခေါ်မှလာရတဲ့ထုံလံကိုမှားရလားပိဋကကြီးဗျာတတံဥပဒိတာကသမဧဝမကာတိတတံဥပဒိတာသာယေဥပဒိတာကသမဘဲကြောင့်အိဝိသောအကာတိငါသားကြီးကပြုရတာတဲ့လေငါသားကြီးပဲအတွက်ကြောင့်ဒီလိုလုပ်ရတာတဲ့တုံးအမေတိုက်ရယူရင်အိုမင်းငါမအမျက်နိဗ္ဗာန်တရားကြီးကိုလာပြီးတော့ပေးရတယ်အမျက်နိဗ္ဗာန်တရားတို့တရားမြတ်ကြီးကိုလာရောက်ပြီးတော့ကျွေးမွေရတယ်ပုဗ္ဗေတဝခုဏနာဇာနေမှာပုဗ္ဗေရှိရခဲ၌တဝခုဏသာတော်ရဲ့ကိုကျေစုကိုနာဇာနေမှာဟောဒီမေတော်ကြီးမသိခဲ့ပြီဖေဟာငါသာတော်ရဲ့ခုံဒီကျေစုတွေဒါတော့ကြီးမှန်းအမေရခင်တို့ကမသိခဲ့ဘူးဣဒာနိဗ္ဗာန်တံအာရိကတဝ
Aneka tadi, aneka tadi, bhikkhu ima tameni vedane nidira petwa, bodhi dona labema, irani padaya khulu tado ye jesu godiya, iya chaikhanai, dandu tayi buddha upatita go, dandu tayi buddha, ngata yi hari upatita go arikato amuthaye, aneka tadi yabamya zagono, Arika tadi, chaumau myaza gono, nika tata tati, timau myaza gono. Bhikkhu yamana dodo, ima tameni vedane, imedo yedi apido, ita eji bonai. Nidira pedawa trido thani sepi tegala, bodhi dao, swali kana doma, amika jenga natagama, akweyi myagero bitaro ifeya. Amidiru, taye konjesu ko tire achai, amyani bandiyaye ami mene yakulo chengamyuma, nga taye upadaita ko uthabiro, taye uparita ko ajiyamu pyu biro, yabang myaza tanga dodi, thamang myaza tanga dodi, taimang myaza tanga dodi ko, taye niye poma ise nyenyore, buhe kadibari khembi takala, Momia to chuan khai bwe bo de mya ne sun tan na kat chin de me do ji ga ami sori tan na to ma kat la ya le chin la ta do ji ye ami sun ma kat la ya bu yin ma thu de pi do mo sa po sa de do yin ma thu de lo ma pa hu jyut the na the ne The Lord Doga Bridi of Yamalo, 2 your boy with thy Hodamula. We know better let you know 2 Gajana by Osabe. Body do solid another mammy catching another Hori, a Quimia, we are at we are at Gari Dona Lavema. We are at the Danjamon de Amiago. We are the Jamon the Taumiago Caredo Solo Ludajanga, Nalavema, Holy Medo, Yumia, Nadado, she, Kinuma, Amina de Nunga, Didu Diadu, La Hovado, Ami, Young Ama, Kinine, Maya Beta Gia. Yakulo, Daya, Omega, Amini Bandia, you Laya Piro, Hodo, Ami, Ugama, Diadu, Diade. Ami let the other the young Atado, you are brainy one son, but Ami Johnny, the Sauma, Solaya, Ami Sauma, John, they are some 90, John of the town, some 90. Go me, you may do that. John, Ami, Sophie on that, you Lugene, Davi Melo, Ami, Dagari, Teluma, Bada, you will Sophie on Mulana, Ligena, Dado, Uswe chate, Umezula Puziabe, Mayla Beda. They are a thing now, Jadida, Gobia. Mayla Beda. No, Breda, let the other be on Lota. No Jama, a thing now, Janelo, David of Mahamuno. Melojigo, let's win here, or maybe. Siwari is a day down, a lavema, Siwari. Coming, you may do that thing under your is a day down. Natara, you go, Lurajana, Nalavema, Hori Melo, you pay me a repair. Ami, Tingani, a so mountain, the tongue, the down, the thing, the cut 9 and 2 9. And anyone, must be. Tire Kakala Jalana, you young baby, Nadoria, or Mashibi. But anyone, Chuni, you think that I'm meeting only the Tema Makalaya, Poo, while the thing only Tema Makaya, Kating and Roma Makaya, Nadado, Amupu Piro, Langaro Shimati, Dinga, a so long tongue down thing. Amazing a bado, a tapiro, Dinga, a Lucama, oh, Taliria, Bubia, a bull lonely detail. My life. Tapiro, Lucama, oh, Boda, or Dilo Loda, what was the Bawa Jao. My life is here. Then he can say, did a Buddha.
မှန်လားပဲလားခင်ဗျာဘေရီရီသေးတို့ရဲ့စိတ်ကိစီတုံကုသပြီးတော့ပြေရင်ကနတ်တေကပေးဟောဒီခွေမရနိုင်ကြတော့ပြီဖေဟာအမေသေးလေးတော့မှတစ်ခွက်မတိုက်လိုက်ရဘူးကောင်းပြီညွတ်ပြီးဆိုတဲ့ဆေးအမျိုးမျိုးတွေအမေကတ်ခြင်းနဲ့တာတော်ကြီးကျမ်းမေကောင်းအမေကုသခြင်းနဲ့သို့တော်တွေကကျမ်းမေမကောင်းကြောင်းအမေပြောပါတော့လားယခုမှငါသားတော်ကြီးအမေကိုတရားဟောပေးတဲ့ကလာပြိဋိဘံဝေသံချုပ်ငိမ့်ရုပ်သိမ့်နေအမေဆေးတစ်ခွက်မှမတိုက်လိုက်ရလို့ဝမ်းနဲ့ရင်များစွာဖြစ်လို့သားတော်ကြီးရဲ့သားတော်ကြီးရဲ့လို့ဖက်တဲ့ငိုကြွေးရှာတဲ့ရူပတာရီပုံလေးမှမေးသာဘယ်သူပါလဲမှန်လားပိဿကြီးရအိုးရှိတော့ကြက်ဝဲဆရာတော်ကြီးကတော့ပုံနဲ့တန်ငိုခြင်းကလေးနဲ့အကျဉ်တလောသာစစ်တရောသာရုဩဗျုရာတိဗျောသာရနောပိနာသောတိဟောသာဟာရောဒါပဲရတယ်တော့ကျုပ်ကဘာသာမပြန်တတ်တော့ဘူးဘာသာမပြန်တတ်တော့မေ့ကုန်ပြီဗျငယ်ငယ်တုန်းကဆိုတာကိုဗျဒီအတန်ကြီးကြားကြလို့တခါကြီးဥတည်ဦးကဒီဟာကိုဟောခိုင်းတယ်လို့ဒူပါရဲ့ဒါကြောင့်ကျုပ်ကနည်းနည်းအမြည်လေးထည့်ပေးရတယ်မှန်လားမေးလိုက်ရဲ့ပုံနေမှာဆိုပုံနဲ့တန်ပေါ့လေငယ်ငယ်တုန်းကတော့ကျုပ်ကရွတ်တယ်ခုတော့မရွတ်တတ်တော့ဒါတော့ပဲရတယ်အနဲ့ဒီလည်းမေ့ကုန်အကျဉ်တလောသံစင်တရောသာရုဩဗျုရာတိဗျောသာရနောပိနာသောတိဝောသာဟာရောအဲဒီအာဇင်တော်မတုံးမလောက်ကြောက်သူရောက်တော့လှုပ်ရမရခေါ်ရမကြမဲတော်ပုံသေးမှရကိုကျင်စာပွားသားကြီးတိကြသာရိပုတ္တရာဩတပုတ်တော်ရလာပြီအ내ကထွက်လာပြီဆက်စစ်တော်တဲ့အမေတရားဓမ္မလေးဆက်ပြီးတော့နာကျင်တယ်စသည်ဖြစ်ပေါ်နောက်တော့မရတော့တော်ပြီနောက်တော့မလားအဲ့ဒီလိုငိုကြွေးပြီးတော့အလွမ်းငန်းတဲ့ခန်းလေးပေါ့သိကောင်းတာနော်ဖြည့်ဆက်ဟောရအောင်မလားဟောပါလို့မလဲမရတော့ဘူးအဲ့ဒါတွေးစမ်းကြည့်တာမေးကြည့်မရဘူးဒါပဲပြီးပြီယဝရုဏုကမနာတိအယုံတဲ့လာသည့်တိုင်အောင်ဥပါရိကမွေးသရေကကျေးဇူးရှင်မေရာကြီးယဝရုဏုကမနာတိအယုံတဲ့လာသည့်တိုင်အောင်ပရိဒေဝိမြေရောသေး၍ငိုရင်တန်တာ၍နေကြလေတော့သတိမေရာကြီးငိုကြွေးနေတယ်တဲ့အရုဏုကမနာနေအာယုံတက်သည့်အထီငိုတာသူသာယိဗုဒ္ဓဥပဒိတတကယ်အချစ်ဆုံးသာယိဩရတတရားတူအမြိုက်နိဗ္ဗာန်တရားကြီးပေးတဲ့သာယိဩရတဆုံးလို့ပြိဋိနိဗ္ဗာန်စံလို့အဲ့ဒီမှာယူချုံမရဖြစ်လို့ငိုကြွေးပုံဆိုတာတို့တန်ရုပ်ကြကရာများမှာဒီတိုင်းတက်ရိုက်ပါတယ်နော်အဲ့ဒါလောက်ငါသားတော်ကြီးဒီလိုမှဆွမ်းသင်္ကန်းကြောင်းစိတ်ပစ္စည်းလေးပါနဲ့မပန့်ပို့မလူတန်းခဲ့ရလို့ရှိရဆိုပြီးတော့မဟုတ်ပြတ်သက်900လိုက်ပြတ်သက်900ရွှေအတိပြီးတယ်ရွှေသားနဲ့ပြတ်သက်ပေါင်း1000လောက်ပရိသတ်ရွှေသားနဲ့ပြတ်သက်ပေါင်းဘယ်လောက်မေတော်ကြီးချမ်းသာတာမပြောနဲ့ရွှေတိုင်းကိုဖွင့်တယ်ပြီးတော့မဟာတုလာရစင်းချိန်ကြီးနဲ့အေးမချိန်ဝင်ကြီးနဲ့တုလာပစ်တော်သူ့နဲ့တတိယရွှေတုံးတို့ကိုတုလာပစ်တော်ချိန်၍စင်းချိန်ဆိုတာသူကြီးကြီးဟိုစဘာဒီပါဒီချိန်နဲ့အေးအောင်ချိန်ကြီးလို့ဟာနဲ့ချိန်ပြီးမှအဲ့ဒီမှာရွှေပရိသေတွေကိုအပ်ရွှေပန်းပြောက်ပန်းတွေဒီထုခိုက်ပြဿနာပေါင်း1000တရားမင်းကပြဿနာပေါင်း1000ပြဿနာပေါင်းဘယ်လောက်လုံး2000အဲ့ဒါအကျဉ်းချုံကြဆိုကျုပ်တရားပြဿနာပေါင်း1000နဲ့ဇာပနနေ့မှာမေတော်ကြီးရဲ့ဟောမဟုတ်တတ်တဲ့လောင်တဲ့ပြဿနာကြီးပေါ်မှာယုတ်ကလကြီးကိုတင်ပြီးတော့မှနောက်ဆုံးပိတ်အန္တိမပူဇာပွဲကြီးကျင်းပါတယ်အန္တိမပူဇာပွဲကြီးကျင်းပပါတယ်
ဒေဝနာအန္တရိမနုဿမနုဿနာအန္တရိဒေဝလူနဲ့နတ်နဲ့ရောပြန်းပြီးတော့နေတယ်လူနဲ့နတ်နဲ့ထွဲနေတာအဲ့တော့စီးတယ်ပွဲကြည့်ကြားရလားပြည့်တယ်အဲ့ဒါလို့တို့ကျမ်းဂန်မှာတွေ့တယ်နောက်သိတော့တဲ့အမှုကြောင့်ကျမ်းမှာတတ္တယဘိုင်းခေါ်ကြရအောင်နောက်ပိုင်းကျန်သေးတယ်ခုမှပေါ်လာနော်အဲ့လိုမေတော်ကြီးကနေနောက်ဆုံးပိတ်အန္တိမပူဇာကျင်းပချောင်းဤတွင်၍တရားတော်အပြီးဆုံးဒီကုန်းတတ်ရအောင်နောက်ပဲလရှိတယ်နဲ့တော့ပြသူတဘို့တွေတပေါင်းကြောက်တဲ့ကြောက်ကမအားဘူးနော်သိတော်တဲ့တရင်ကြမှာနောက်ဆုံးတတ္တယပိုင်းဟောကြကြအောင်ဆိုမထူးတော့လို့ခုမှတော့ဟိုတတ်တော်တွေယူဆောင်သွားတဲ့အခါကြံသေးတယ်စုံနာမှန်လားပဲဣဒံမေပုံညာနိဗ္ဗာနတ္တဘေစယောဟောတုဣဒံပုံညာပါဏသဗ္ဗတတ္တနာပါစီမဣဒံပုံညာပါကံဤကောင်းမှုဧကုသောဤဘောဘာဂဘောသဗ္ဗတတ္တနာအာလုံးသောသတ္တဝါပေါင်းတို့အားပါစီမအမြတ်ပေးပါကုန်၏ပါစီမအမြတ်ပေးပါကုန်၏ပါစီမအမြတ်ပေးပါကုန်၏သဗ္ဗေတတ္တအာလုံးသောသတ္တဝါပေါင်းတို့သည်အာမေဟိအကျွန်ုပ်တို့နှင့်သမ္မသမ္မာသတ္တုကြီးများဘုံညဘာကံကောင်းမှုကုသိုလ်ဤအဘောဘာကကိုလဗန္တုရရပါစေဘုံသရီသောကကင်းကြတော်မူနိဗ္ဗာန်ဧယကင်းကြတော်မူနေဒုက္ခသေယကင်းကြကုန်သည်ဟောလူဖြစ်ကြပါစေကုန်သတည်းအမြတ်မြတ်အမြတ်လောမူကြပါဘု